ရာရှိကြီးတယောက်ရဲ့သမီးဖြစ်ကြောင်းနောက်ကျောင်းတွေထပ်ပေါ်လာခဲ့တဲ့မေထန်လူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာပရိသတ်တွေကြောင့်မှအရန်ကိုရှိပန်းစားပြီးချစ်ခင်အားပေးခြင်းခံနေရတဲ့မြန်မာလေစဉ်အမျိုးသမီးပေါ်လုံးသမားလေးမေထန်လူရဲ့လူသိမခံတဲ့ကိစ္စတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မေထန်လူဟာပေါ်လုံးထူးချွန်တဲ့ဘကပဲနောက်ခံမိသားစုဘဝဆက်ကြောင်းနေကြောင်းလဲလူပြောများနေတဲ့သူတယောက်ဖြစ်ပါတယ်မေထန်လူဟာကရင်ပြည်နယ်မှာမွေးဖွားခဲ့သူဖြစ်ပြီးစစ်တပ်ကအရာရှိကြီးတူရဲ့သမီးဖြစ်တယ်ဆိုတော့အားလုံးဟာသိကြမှာပါ။သူမရဲ့ဖခင်ဖြစ်သူဟာယာရူကြီးကြီးမမရထားတဲ့အရာရှိကြီးတူဖြစ်ပေမဲ့မိထက်လူဟာသူမရဲ့နောက်ခံရှိန်ဝါကိုဘယ်တော့မှထုတ်ဖော်ကြောပါလိမ့်မရှိပါဘူး။တခြားသူတွေဆိုရင်မိဘရှိန်ဝါနဲ့နာမည်ကြီးအောင်လှုပ်တက်ကြပေမဲ့သူမကတော့ကိုယ်ချတော်ပေါ်ကိုရက်ပြီးကိုယ့်ရည်ချင်းနဲ့ကိုယ်တက်တဲ့ပြခဲ့သူဖြစ်ပါတယ်။လက်ရှိမှာမိထက်လူဟာအမေရိကန်နိုင်ငံဟာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့UCLA မှာပညာသင်ကြားနေရဖြစ်ပါတယ်။သူမဟာပညာရေးမှာလည်းထူးချွန်ပြီးအယိုးထူးခုဆရာဝန်တယောက်ဖြစ်ဖို့ကြိုးစားနေရပါ။မိဘတွေကသူမကိုပညာရေးပဲအာရုံစိုက်စေခြင်းပဲပဲသူမကတော့ဝါသနာပါတဲ့ဘောလုံးနဲ့ပညာရေးကိုမျှတအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။သူမဟာနိုင်ငံရဲ့ကြားမှာကြောင်းတက်နေပေမဲ့နိုင်ငံတော်ကခေါ်ယူတဲ့ပွဲတိုင်းမှာမြန်မာနိုင်ငံအတွက်အမြဲတမ်းပြန်လာပြီးကစားပေးလို့ရှိတဲ့နိုင်ငံချစ်စိတ်ပြင်းထန်သူလေးလည်းဖြစ်ပါတယ်။မိထန်လူဟာငငယ်ကလေးဟာအကိုဖြစ်သူတွေနဲ့အတူဘောလုံးကစားရင်ဝါသနာပါခဲ့ရပါသူမရဲ့ဘောလုံးခီးလည်းအသက်73နှစ်အရွယ် U73 ကစားသမားဘဝကနေစတင်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာ U16 U19 စတဲ့အဆင့်ဆင့်ကိုဖျက်ကျော်လာပြီးတဲ့နောက်2025ခုနှစ်မှာတော့မြန်မာလေဆင်အသင်းရဲ့အာကိုအားရဲ့ကစားသမားတူဖြင့်နာမည်ကြီးလာခဲ့ပါတယ်သူမရဲ့စူးစမ်းအားထုတ်မှုတွေအရပဲသူမကိုဒီနေ့လိုအောင်မြင်မှုတွေရရှိစေခဲ့တာပါမိထန်လူဟာတန်မာတဲ့မိန်းကလေးတယောက်ဖြစ်ပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်တစ်ခုမှာရှုံးနေခဲ့ရတဲ့အတွက်တယောက်တည်းခြေကွဲဝမ်းနေစွာငိုကြွေးနေခဲ့တာကိုပြည်သက်တွေမြင်တွေ့ခဲ့ရမှာပါဒါဟာသူမမြန်မာအသင်းပေါ်ဘယ်လောက်ထိဆင်အားထက်သန်မှုရှိလဲဆိုတာကိုသက်သေပြနေရပဲဖြစ်ပါတယ်ကိုရည်ချင်းနဲ့ကိုစူးစမ်းပြီးနိုင်ငံကုံဆောင်ရဲ့မိထန်လူကိုပြည်သက်ကြီးရောဆက်လက်အားပေးသွားမှာလားဆိုတာကိုမတ်မှပြောပြခဲ့ပါအောင်ရှင်ကြည့်ရှုပေးကြတဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်